အားလုံးပဲမင်္ဂလာပါကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့ TikTok မှာသူရုနာဆိုတဲ့ chat လေးတယောက်တင်ထားတဲ့ဆိုင်လေးကိုကျွန်တော်ရောက်နေတာဖြစ်ပါတယ်မြစ်တာအုံမောင်းငပြောသီးကျော်ရောင်းတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ကျွန်တော်မန်လေးရဲ့အုံမောင်းငပြောသီးကျော်နေ့လည်သာစားတဲ့နေရာလေးပဲဖြစ်ပါတယ်လောဆယ်တော့လူတွေအပြည့်နဲ့လုံးဝမိုက်နေတယ်ဆိုင်ကရောင်းကောင်းနေတယ်အုံမောင်းငပြောသီးကျော်ကအုံမောင်းငပြောသီးကျော်လုံးဝမိုက်တယ်နော်ဟုတ်တယ်ဒါဘယ်ကငပြောသီးရောကြောက်စရာပါကြောက်စရာငပြောသီးပိုသေးကြီးရလားအဲ့လိုလားဟုတ်တယ်ရတာကြကွာရတာကွာတယ်ကချိုးတယ်ကဒီမပြောသီးနဲ့မတူဒီမျိုးငပြောသီးနဲ့ကြောက်စရာငပြောသီးကဘာကွာတာကြောက်စရာမပြောသီးကဟောပေါ့ပိုးပြီးတော့ချိုးတာပေါ့ရတာကြလည်းကောင်းတယ်ဟုတ်တယ်ရတာကြဒီမပြောသီးတွေနဲ့ပိုကောင်းတာအရင်တော့ရက်ွက်လက်ရောက်လာနော်ဟုတ်ပါတယ်ခုအိမ်မှာရောက်တော့ကြတော့အိမ်မှာရောက်တော့ကြတော့နဲ့တက်တာသွားမယ်တက်တာတယ်ပို့ပြီးတော့စင်ပြေပါတယ်စင်ပြေတယ်နေပူမိုးရွာအိမ်ထဲမှာအမိုးလေးနဲ့ဟုတ်တယ်စရောင်ကသာစိုင်ခွင့်ရောက်တော့မပြောသေးရဘယ်နှဖီးကုန်တော့ခွင့်ကရောင်းကသာတော့ဖီး30လောက်တော့ကုန်တယ်ရောင်းကသာဖီး30အခုဆိုရင်ရောခုတော့ဖီးဟောပေါ့80 80တော့ကုန်တယ်ရောင်းကတက်လာဟုတ်တယ်ကောင်းရင်မောင်းအုံမောင်းကြဘယ်လောက်တော့စရောင်းတော့စရောင်းတော့10ပြီကကုန်တယ်10ပြီအခုကြတော့နှစ်စပေါ့16ပြီ16ပြီဟာပတ်စံသူ့မိလားပတ်စံသူ့မိပါတယ်သူ့မိပြီဘာလို့မောင်မြေးဝဲမလားမြေးဝဲမိုးကြီးပေးမလားဝယ်ရမှာပေါ့မြေးဝယ်ရမှာပေါ့ဟုတ်တယ်ခုဆိုင်မှာရတာဘာတွေရတာကိုကအုံမောင်းမပြောသေးကြော်ရယ်ခေါ်ပဲပေါင်းရယ်ကကယ်ပဲပေါင်းရယ်ကြော်စုံရယ်ကစုံအုံကြော်ရယ်ဆိုင်ဖွင့်တာဘယ်လောက်ရှိတော့ဈေးဟိုရက်ွက်တက်လက်ရောက်နေဟာနဲ့ဆိုရင်ရင်တော့နဲ့ဆိုရင်အဲ့မရင်တော့40နေရောက်ရှိတယ်နှစ်ပေါင်း40ဟုတ်မေရွာစားရောက်တော့ရွေရတော့ဟာပေါ့15 16ကစားရဘာထက်ပြရမှာပါဘာထက်ပြရမှာအဲ့အုံလုံးတော့ပဲဟောကလည်းပဲပေါင်းချက်စားရောက်တော့အုံမောင်းပြောကြတယ်ဘယ်လောက်တော့တဝဲကိုတစ်လုံးရောင်းလာတာအဲ့ဒီတော့ရောင်းတော့အဲ့တော့ကြက်ခေဆိုတတိတောင်မေးတော့မတရားกว่าတာအဲ့တော့ကြက်ခေ10ခေပေါ့နော်ပြောကြည့်ဘယ်လောက်လဲနော်ရင်တော့မပြောသေးအဲ့တော့ဆိုရင်အဲ့မော်တတွဲဟိုအဲ့တော့ဘကောင်းတော့ရှိတယ်မတူဘူးမမတ်မိတော့ဟောကြာဒါလုံးဝဒီမှာဒီဆိုင်ရဲ့ရောင်းကောင်းမကောင်းဒါပဲကြည့်လိုက်တော့ဒါတရက်စာပဲနော်ဒါတရက်စာလုံးဝရောင်းကောင်းတယ်မန်းလေးမှာလုံးဝနာမည်ကြီးနေတာမြစ်တာအုံမောင်းမပြောသေးတော့ဆိုင်ကစုံအုံလုံးလေးမတုံရင်အနေထားလေးပါလုံးဝစားလို့ကောင်းတယ်ဒီဆိုင်ရဲ့ကစုံအုံလုံးကျော်ကနာမည်လည်းကြီးတယ်လုံးဝပြာတိဥပူပြင်းပြင်းမှာလုံးဝမီးပုံနဲ့ဖားညာစားလို့သာကောင်းတာကျော်တဲ့နေရာမှာတော့တော်တော်လေးဒါဒီပူတော့မီးသွင်းနေဆိုတော့တော်တော်ပူပါတယ်ရမခရင်ကနေရအော်ဒါလည်းတင်ခံတယ်ပေါ့အော်ဒါတွေပါတယ်အော်ဒါတွေပါကြတော့အုံမောင်းတပီကို2000ခွဲပါမပြောသေးကြောကတော့တကုံးကို9ဟောပေါ့တကုံးကို900ပေါ့နော်ကျမပို့ထည့်ပေးတာဟုတ်ပြီတကုံးကို900ဟောကျမပို့ထည့်ပေးတာဒါတဝဲကို1500ပါ1500မပြောသေးတစ်လုံးပါမယ်ပြောသေးတစ်လုံးပါပါတယ်ဒါ1500ပြောတာဘာကြော်လဲဒါဝါကလာကြော်ရယ်နေရာကြော်ရယ်အတူကြော်ရယ်အေးအခုဘယ်လောက်တော့ဟုတ်ပြောသေးတုံးက1500ဒါ2000 3500ဟောဒီမှာခဏုံတို့လည်းရမယ်ကျွန်တော်ရွှေဤခဏုံတို့ဟုတ်ပါဒါတခုဘယ်လောက်တော့ဘူးကြီးရ9000ဘူး100 3000ဒါဘူးကြီးဒါ9000ဟုတ်တယ်3500ည4000 5000ကြီးပေးနေဟုတ်လား4000ဒါလေးလည်းဒီမှာရမယ်အေးတော့1000ပေးမန်းလေးနေရသေးနဲ့အပြောကြီးတော့နေတော့လာနေပါပြီမီးရကောင်းကောင်းနဲ့ငကြောစီကြော်တာမိုက်တယ်မှုရင်းနေရတော့ငကြောစီကဘဲစီလည်းအတန့်နဲ့လုံးဝကြော်ထားတာမိုက်တယ်ကစုံအုံလုံးကျော်ဆဲနေပါပြီကြော်ပြီးတော့ဒါဘာကြီးရောမဒါခေါ်ပဲပေါင်းဒါကလေးပဲပေါင်းဒါခေါ်ပဲပေါင်းဒါကလေးပဲပေါင်း